အားလုံးပဲမင်္ဂလာပါရှင်။ဒီမှာကတော့ Jaguar Land Rover မြန်မာ Service ရဲ့ Service Advisor ရာထူးနဲ့တာဝန်ထမ်းဆောင်နေတဲ့မဆွေးမှဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့လူချင်းတို့ရဲ့ luxury ကားတွေဖြစ်တဲ့ Jaguar Land Rover ကားတွေနဲ့ပတ်သက်ပြီးတော့လုံးဝလေးလူမရှိထားတဲ့ဝန်ဒီဆိုင်တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဆုံးသတိထားမှာတော့ဒီ instrument cluster မှာပြနေတဲ့ money light တွေအကြောင်းပဲဖြစ်ပါတယ်။ပုံမှန်အဖြစ်တော့ဒီ instrument cluster တွေမှာ amber မီအဝါလေးနဲ့ red မီအနေလေးနှစ်ခုနေပါလိမ့်မယ်။ဝါရောင်မီလေးလေးနေရင်တော့ဒါကသတိထားမယ့်အဆင့်ဖြစ်ပြီးနီရောင်မီလေးလေးနေရင်တော့ချက်ချင်းပဲရက်တက်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒါကြောင့်အဝါရောင်မီလေးလေးနေတဲ့ကသတိထားမှာဖြစ်ပြီးအဲ့ဒီထဲမှာအရေးကြီးဆုံးဝန်ဒီဆိုင်တွေကတော့braking, engine နဲ့ coolant level ကိုပြနေတဲ့ဝန်ဒီဆိုင်တွေကိုလုံးဝလေးလူမရှိသင့်တဲ့ဆိုင်တွေပါပဲ။နောက်ထပ်သတိထားရမယ့်အချက်ကတော့အတန်ပေါ့နော်။လူကြီးမင်းတို့ကားမောင်းနေရင်းနဲ့ဒါမှမဟုတ်ခွေးတဲ့အချိန်တွေမှာထူးဆန်းတဲ့အတန်မျိုး၊မူမှန်တဲ့အတန်မျိုးတွေကြားနေရတာမျိုးပေါ့။ပြီးတော့အချိန်တင်ပြီးမောင်းနေတဲ့အခါမျိုးတွေမှာလည်း engine စီကနေပြီးတော့ movement နဲ့အတန်လိုမျိုးသုံးခါတန်မျိုးတွေကြားလာရပြီဆိုရင်တော့လုံးဝမပေါ်စားသင့်ပါဘူး။ဒါကတော့ mechanical parts တစ်ခုခုချို့ရင်းနေပြီလိုအပ်နေပြီဆိုတဲ့လက္ခဏာမျိုးဖြစ်လို့အမြန်ဆုံးစစ်ဆေးသင့်ပါတယ်။ဒီ fluid leak တွေကလည်းလျှို့မရှိတဲ့အထဲမှာပါတဲ့ဝန်ဒီဆိုင်တွေပါပဲ။ပုံမှန်အားဖြင့်နေတိုင်းကားမထွက်ခင်မှာကားအောက်ခြေကျက်မြင်တွေကိုသတိထားကြည့်သင့်ပါတယ်။စီကွက်တွေဒါမှမဟုတ်အယောင်ပါတဲ့အရည်တွေကျနေတာမျိုးဆိုရင်သတိထားဖို့လိုအပ်ပါတယ်။ဒါတွေက engine wine တို့ coolant တို့ရိုးစိမ့်တာမျိုးတွေဖြစ်နိုင်တာကြောင့်လုံးဝမပေါ်စားသင့်ပါဘူးเนาะကားကအရင်လိုအဆွဲရုံမကောင်းတော့တာ fuel consumption များလာတာဒီကချိန်တဲ့အခါကြမ်းတမ်းလာတာဒါမှမဟုတ် brake နေတဲ့အခါရေထက်ပိုနဲ့နင်းနေရတာမျိုးတွေကလူကြီးမင်းတို့ရဲ့ safety အတွက်အရေးကြီးတဲ့အချက်ပေးတန်းတွေပါဒါကိုလည်းဂရုစိုက်ဖို့လိုအပ်ပါတယ်ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့အဖြေရှာဖို့အတွက်အကောင်းဆုံးနေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ညီမတို့ရဲ့ authorized dealership ဖြစ်တဲ့ Jaguar Land Rover မြန်မာ service ပဲဖြစ်ပါတယ်ရှင် Jaguar Land Rover မြန်မာ service ရဲ့အကြီးမားဆုံးအားသာချက်ကတော့ Jaguar Land Rover နဲ့တရိပ်ချိတ်ဆက်ထားပြီး official diagnosis tool တွေနဲ့ကားမှာဖြစ်နေတဲ့ပြဿနာတွေကိုတိတိကျကျရှာဖွေဖော်ထုတ်ပေးတာပဲဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့ luxury ကားတွေဖြစ်တဲ့ Jaguar Land Rover ကားတွေနဲ့ပတ်သက်တဲ့ပြဿနာလေးတွေကိုစောစောစီးစီးပြပြင်တာကလူကြီးမင်းတို့ရဲ့ကုန်ကျစရိတ်ကိုတက်တာစီအောင်နာမကစိတ်အေးချမ်းစွာမောင်းနေနိုင်မှုအတွက်လည်းအမခံချက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြဿနာတွေပဲရှိအမှတ်3 12 ရပ်ကွက် Insane Land လှိုင်မြို့နယ်မှာရှိတဲ့ Jaguar Land Rover မြန်မာ service ကိုသတိရလိုက်ပါရှင်။